မင်္ဂလာပါခင်ဗျာခိုကစ်ထိုင် YouTube channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗီဒီယိုဖိုင်မတင်ရတာကြာပါပြီခင်ဗျာဒီကနေ့ဗီဒီယိုဖိုင်ပြန်လည်ပြီးတော့တင်ပြပေးသွားမှာဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ချက်ပြပေးမယ့်ဟင်းပွဲကတော့ထိုင်းလို့ဆိုရင်တော့ကကြောလို့ခေါ်တယ်ပေါ့နော်ကကြောကိုဘယ်လိုထည့်ရတယ်လဲကကြောကိုဖနမအုပ်ဆုံးကျဲဥထည့်ရတယ်ကျဲဥထည့်ပြီးရင်ကျန်တုံဖြူမရုပ်ဒီအနီထည့်ပြီးကကြောကိုထည့်ပါတယ်ပြီးတော့လည်းအသားငါးလေးနည်းနည်းထည့်ပြီးတော့မွေလိုက်ပါတယ်ဒီဟင်းကထိုင်းနိုင်ငံမှာဆိုရင်တော့ဆိုင်တိုင်းမှာမရှိပါဘူးဒီလိုကကြောလို့ခေါ်တဲ့ပန်ပွေးကိုစားရဖို့အတွက်လွယ်ကူတာတော့မဟုတ်ပါဘူးဘာဖြစ်လဲဆိုတော့ထိုင်းနိုင်ငံတနိုင်ငံလုံးမှာထိုင်းတောင်ပိုင်းနဲ့လွယ်ရည်ဘယ်နေရာမှမရှိပါဘူးဒါကြောင့်ဒီဟင်းကိုကျွန်တော်ချက်ပြခြင်းဖြစ်ပါတယ်ကျွန်တော်ရဆိုင်မှာဆိုတရုတ်ကိုဘောင်းငွေ9000အထက်ပုံမှန်ရောက်ရပါတယ်ဒီဟင်းကိုတော့တရုတ်ကိုအနည်းဆုံးစစ်ထောင်အထိကျွန်တော်ရောက်ရပါတယ်ဒါကြောင့်တကယ်ကြီးတို့ကျွန်တော်ချက်ပြပေးတာပါကျွန်တော်တို့ကကြောဆိုတာကဘယ်လိုရလဲကကြောဆိုတာကစားမယ်ဆိုရင်လည်းဝေးတူတက်တာကိုလည်းတက်တာစေတယ်ခြေတော့ညောင်ညင်ကြိုက်ခဲတဲ့ကိုလည်းတက်တာစေတယ်ဒါကြောင့်ကကြောကိုအများဖြစ်ဒီလိုဟင်းကိုစားနိုင်တယ်ဆိုတာကလည်းဝေးတူစီတမနဲ့ကျမ်းမှန်ရင်နဲ့ညီညွတ်တဲ့သူအတွက်ဦးစားပေးပြီးစားတာပေါ့နော်ဒါကြောင့်ကကြောကိုလောက်ရတာလွယ်ကူတယ်လို့ထင်ရပေမဲ့တကယ်တော့ကြတော့ခက်ခဲတဲ့အစားအစာတွေတစ်ခုပါကကြောပြီးစီတော့ကြီးဖြစ်ပါပြီခင်ဗျာတကယ်ကိုဆောင်းလို့ကောင်းတဲ့အရာတော့ရရှိရပြီခင်ဗျကျွန်တော်ကတော့တိုင်းရင်းသားဖြစ်တဲ့အတွက်ဗမာစကားကိုပြီးလဲမပြောနိုင်ပါဘူးကကြောပြီးဆိုတော့ကျွန်တော်တို့ကိုပီတော့ကြောဆက်လက်ပြီးကြောပြပေးတော့မှာဖြစ်ပါတယ်ကိုပီတော့ကြောကတော့အဲ့လိုဆိုတော့ကလန်ကြီးခါကြီးလို့ခေါ်ကြတော့အမောလို့ကျွန်တော်တို့တရုတ်တက်တူထက်တယ်ပြီးတော့အနံ့တက်နည်းနည်းလေးမွေးအောင်ကျွန်တော်တို့လုပ်လိုက်ပြီးကျွန်တော်တို့ကိုပီတော့ထက်တယ်ကိုပီတော့ထက်ပြီးဆိုတော့ကျွန်တော်တို့နည်းနည်းလေးအနံ့တက်မွေးအောင်ခဏလေးစောက်ပြရတယ်စိတ်ထဲမှာ10စက္ကန့်လောက်မှတ်ထားလိုက်ပြီးတော့ဆက်လက်ပြီးမွေးရတာဖြစ်ပါတယ်ကိုပီတော့ကတော့နေရာတိုင်းမှာပေါ်လုံးတက်ပြီးနဲ့ကြော်တာလော်တာမရှိဘူးဆိုတော့လည်းအရသာကလည်းစားလို့မကောင်းပါဘူးကျွန်တော်ဆိုင်မှာဆိုတော့စားလို့ကောင်းတော့မီနူးထဲမှာပေါဝင်ပါတယ်တရက်ကိုအနည်းဆုံးခုကတော့10ဘွဲကနေ30ထိရောင်းရတဲ့ခင်းပွဲပါပြီးလို့ဆိုတော့ဘာမှလည်းမဟုတ်ပါဘူးတကယ်တော့လည်းအဲ့ဒီလိုစားလို့ကောင်းတဲ့ခင်းပွဲပါကျွန်တော်ရဲ့ YouTube channel လေးကိုကြည့်ပြီးဆိုရင်လည်းအားပေးတဲ့အနေဖြင့်ပင်နာကခေါင်းလေးကိုလည်းနှိပ်ထားပြီးတော့like share comment လေးရေးပေးဖို့တောင်းဆိုကြပါခင်ဗျာကျွန်တော်ဒီနေ့ကလန်ကြီးခါစီလို့ခေါ်တဲ့ထိုင်းစာပြောပြပြတာဖြစ်ပါတယ်အခုရပြီဆိုတော့ကျွန်တော်တို့အနက်အသက်မွေးအောင်နည်းနည်းလေးကျွန်တော်တို့လိုလိုက်တယ်ပါဝင်တာကတရုတ်ရဲ့လည်းပါဝင်တယ်ပြီးတော့လည်းဒီ UC တို့တခြားတော့ပင်ငတ်ပြန်ရေးလည်းပါတော့နော်အခုကျွန်တော်တို့ကြိုပြီးပြီဆိုတော့အနက်အသက်မွေးဆိုတော့ကျွန်တော်တို့မရုပ်ပြီးတော့နည်းနည်းလေးထည့်မရုပ်ပြီးတော့ထည့်ပြီးဆိုတော့ကျွန်တော်တို့ဆက်လက်ပြီးအကြောင်းလေးညီရအောင်တချို့တလေအဲ့တွေကလောဘကိုမရုပ်ပြီးထားဘူးကျွန်တော်တို့မရုပ်ပြီးထည့်ပြီးဘူးဒီအဲ့တွေကတော့မရုပ်ပြီးပုံမှန်ပဲစားတာဖြစ်တဲ့ကျွန်တော်မရုပ်ပြီးထပ်ပြီးလုပ်ထည့်ပြီးတယ်အကုန်လုံးမွေးအောင်အကုန်လုံးညီရအောင်ကျွန်တော်မွေးပြီးဆိုတော့ကျွန်တော်ဆော့တစ်စုံလောက်ထည့်ပြီးတယ်ဆော့တစ်စုံလောက်ထည့်ပြီးဆိုတော့ကျွန်တော်တို့ဆက်လက်ပြီးမွေးအောင်မယ်ဖြစ်ပါတယ်စားတော့အလုပ်မှုတွေကတော့ကျွန်တော်ဘာလို့ဆိုတော့ဒီလိုအကုန်လုံးနားလည်လို့ဖြစ်ပါတယ်အဲကြောင့်လဲဆိုတော့စားတော့အလုပ်ကလွယ်တယ်လို့ထင်ရပြီမဲ့ခက်ခဲတဲ့အရာတွေပါပါသွားတယ်အခုတော့ရတာပြီဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့စကန်ထဲမှာထည့်ပြီးတော့အဲ့ဒီစားဖို့အတွက်ပို့ပေးတော့မှာဖြစ်ပါတယ်စားချင်းစီပွဲဖြစ်တဲ့ကလန်ကိုပီတို့ဒီပွဲရရှိပြီပေါ့နော်ကျွန်တော်ဒီကနေ့ဒီလောက်ပဲကြော်ပြပြသွားတာဖြစ်ပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်းကြည့်စုပေးတဲ့လူကိုလည်းကျွန်တော်ကျေးဇူးတင်ပါတယ်ဘေနာကခေါင်းလေးကိုလည်းနှိပ်ထပ်ပေးဖို့ကျွန်တော်တောင်းဆိုပြစီကျွန်တော်ဒီနေ့ဒီလောက်ပဲရိုက်ပြပေးပြီးဖြစ်ပါတယ်ခင်ဗျာ